วิวารณะติลิตะนิสังวุฒาปสายิโนสัตตโรธรรมวฏันติอายุวโนทุกขังเวลังကိုယ်သေးလေးမြတ်ပြုချမ်းသာခြင်းလည်းကောင်းသူခင်စားချမ်းသာခြင်းလည်းကောင်းပလင်စားကူအားညာအားနဲ့ပြည်သူကြီးလည်းကောင်းဣတိတို့သတ္တရောလိပါပြရှိကုန်သောဓမ္မာတရားတို့သည်ဝတ္တန္တိတဏိတခြားတဏိလာကဲ့သို့တိုးပွားကြကုန်၏ဟူ၍ဟောတော်မူသောဒေသနာတော်မြတ်မိမအတိနှင့်လျော်ညီစွာလူပြည်နာပြည်တော်မိနဂါပြည်တော်၌ရှိများသောယရဏတို့တွင်လုံးလုံးသောယရဏတို့တည်းထူးတဲ့လွန်မြတ်လှစွာသောအရဟံသဘဝဆုံးရှိသောဂုဏ်တော်ကုဝါရုနှင့်ပြည်စုံတော်မူသောဘုရားယရဏဒုက္ခတတ္တာစပြသော၆ပါးသောဂုဏ်တော်တို့နှင့်ပြည်စုံတော်မူသောတရားယရဏဒုပ္ပတိဗန္နတာစပြသောကုဝါသောဂုဏ်တော်တို့နှင့်ပြည်စုံတော်မူသောသံဃာယရဏဤယရဏမြတ်သုံးပါးအပေါင်းတို့အားယုတိမြတ်တို့လက်ဆုံးမို့၍ရှိကိုပူဇော်ပူဇော်မှန်လျော်သောကြောင့်ဖြစ်သောကုသိုလ်တပနာမကုသိုလ်ကံစေရဏနိဟောင်ကုံဆုံးသည့်တင်ကြံတဲ့နေ့အချိန်ခါကာလ၌တဆွမ်းရလှူဒါန်းရရင်ဒီသောဒါနကုသိုလ်ကံစေရဏသောက်တရားသောသီလကုသိုလ်ကံစေရဏပွားများသောဘာဝနာများကုသိုလ်ကံစေရဏဤသို့ပေါင်းအားမြတ်မြတ်သောကာမောသကုသိုလ်ကံစေရဏဖြာဖြာတို့ကြောင့်အနိဋ္ဌဗေဒယံဝံခတ်သိဝါဒိကင်းလို့ညီညာကိုင်နာရင်ဖြစ်၍သောင်ထိန်သီလဒါနစာရီပါရမီကုသိုလ်မညိုညင်ပဲဘုဘဝတူတူနှင့်မဲ့ဖို့နိဗ္ဗာန်ကိုရရွယ်ရောက်လွယ်နိုင်သောသူတော်ကောင်းတွေဖြစ်ကြပါစေအန္တာရဝုဒ္ဓဒုက္ခတောအန္တရာဒီယောဥရှိရဲ့အပေါင်းမှမောစနာချာယထွတ်မြောက်ပါရခြင်းအကျိုးငါဣတရဏေနာရဏဂုံသုံးပါးနဲ့သဖရကွာအထင်ကတမ္ပနာဝတ္တအင်္ဂါ၈ပါးနဲ့ပြီးဆုံးသောဥပောတထသီလဥပုပ်သီလဟုဆိုသောဓမ္မသိက္ခာပုဒ်တော်အကျင့်မြတ်ကိုယာသာမိတောင်းပါပါ၏ဒုတိယမိနှစ်ကြိမ်မြောက်လဲယာသာမိတောင်းပါပါ၏တတိယမိသုံးကြိမ်မြောက်လဲယာသာမိတောင်းပါပါ၏ရှင်ဘုရားအန္တေရှင်မြတ်ဘုရားမေတပိယောအားအနုဂဟံကတဝါချီးမြှောက်ထောက်ပံ့ခြင်းကိုပြု၍သီလရှိပါသောသီလတော်မြတ်ကိုဧထပေတနာတော်မူပါရှင်ဘုရားယမောဒာမိတံဝတိထနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမင်းနမင်းယမမင်းတို့ဤဘုသောထုသောအန္တော်မူတိုက်ထသောအမ္မာသမ္ဗုဒ္ဓတ္တသစ္စာလိယတရားမြတ်ကိုအကုန်အရှင်ဤမင်းတော်မူပြီးထသောတတ္တဘဂဝတောဣတရိယဓမ္မယတာဣရိသမပယတ္တမိဘုံ၆လီနှင့်ပြည့်စုံတော်မူသော
စွာဘုရားအားမေတပည့်တော်ဤနမောနမကာရောယူသိဉာဏ်တို့လက်ဆုံးမှု၍ရှိခိုးမှုသောခြင်းသည်အာထုဖြစ်ပါသည်တည်းဘုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိဗုဒ္ဓံသစ္စာလေးပါးအမှန်တရားကိုအိမ်ချခြင်းတည်းဒီတော်မူသောမြတ်စွာဘုရားကိုတရဏံဆင်းရဲပေခွာချမ်းသာစေတမြတ်ယရဏအာဟုယဝိဧသာမိယုံကြည်ထိကပ်ပါ၏ရှင်ဘုရားဓမ္မမလေးရန်ဘူလေးရန်နိဗ္ဗာန်ပရိယာဆေပါတော်တရားတော်မြတ်ကိုတရဏံရှင်ဘေခွာချမ်းသာจิตအမြတ်ယရဏအာဟုယဟုဧသာမိယုံကြည်ထိကပ်ပါ၏ရှင်ဘုရားသံဃာအရိယာရှိဖို့သံဃာတော်နှင့်အရိယာနွယ်ဝင်သမုဒိသံဃာတော်ရှင်များပေါင်းကိုတဏှာရှင်ရဲ့ဘေခွာချမ်းသာจิตအမြတ်ယရဏအာဟုယဟုဧသာမိယုံကြည်ထိကပ်ပါ၏ရှင်ဘုရားဣတရဏကမနံပရိဘုံနံအာနာတိပါဒာသေစေစိတ်ထားဥဒဘာရဲ့တဲ့ရဲွယ်ချင်းကဲတပ်ဖြတ်ခြင်းမှာဝေရမဏိတိခါဗဒံရှောင်းကြီးအားရှောင်းခြင်းကြောင့်ဖြစ်သောတိခါဘုဒ္ဓကျင့်မြတ်ကိုသမာရိယာမိစိတ်နိုင်မြဲစွာသောက်ဒီပါ၏အဒိနာဒါနာအရှင်သည်ကိုနှုတ်နှစ်ပါးဘာဘာဖြင့်မပေးအပ်သောဥဒဘာ၏ဥစ္စာကို25ပါးသောကိုခြင်းတို့တွင်တပါးပါသောကိုယူခြင်းမှာဣရမဏိတိခါဗဒံရှောင်းခြင်းအားရှောင်းခြင်းကြောင့်ဖြစ်သောတိခါဘုဒ္ဓကျင့်မြတ်ကိုသမာရိယာမိစိတ်ငြိမ်ရစွာသောက်ဒီပါ၏အကျင့်မှာစရိယာမမြတ်သောမေတ္
ထုံဝင်ကျင့်ကိုကျင့်ခြင်းမှဝေရမဏိသိက္ခာဝရံကြောင်းခြင်းအားကြောင်းခြင်းကြောင့်ဖြစ်သောသိက္ခာဘုဒ္ဓအကျင့်မြတ်ကိုသမာရိယာမိစိတ်နိုင်ရစွာသောက်ဒီပါ၏မုသာဝါဒရှင်ညူလူ၍မြလေမဟုတ်မမှန်သောစကားကိုပြောဆိုခြင်းမှဝေရမဏိသိက္ခာပဒံချောင်းခြင်းအားချောင်းခြင်းကြောင့်ဖြစ်သောသိက္ခာဘုဒ္ဓအကျင့်မြတ်ကိုမာရိယာမိစိတ်နိုင်ရစွာသောက်ဒီပါ၏သုရာမိရိယမိစ္ဆပမာဒဌာနာကုသိုလ်ကောင်းမှုတို့၌မေလျော်ခြင်း၏အကြောင်းဖြစ်သောသုရာ၅ပါးမိရိယ၅ပါးတို့ကိုတောက်စားခြင်းမှဝေရမဏိသိက္ခာပဒံကြောင်းခြင်းအားကြောင်းခြင်းကြောင့်ဖြစ်သောသိက္ခာဘုဒ္ဓကျင့်မြတ်ကိုသမာရိယာမိစိတ်နိုင်ရစွာသောက်ဒီပါ၏ဝိကာလဘောဇနာနေလွေညစာသာတောက်ခြင်းမှဝေရမဏိသိက္ခာပဒံချောင်းခြင်းအားချောင်းခြင်းကြောင့်ဖြစ်သောသိက္ခာဘုဒ္ဓကျင့်မြတ်ကိုသမာရိယာမိစိတ်ငြိမ်နေစွာသောက်ဒီပါ၏နိစ္စဣဒဝါဒိတဝိတုကဒသနာမာလာကန္ဓဝိနိပနမာရဏယန္တနာဝိဘုဒနာဌာနာသာသနာတော်ဤကကျင်တပွဲဖြစ်သောကာခြင်းတိထုခြင်းတိမှုတ်ခြင်းကြည်ကျူနာထောင်ခြင်းပန်းပန်ခြင်းနန္ဒာလိန်ခြင်းနန္နာရောင်းလို့ခြင်းအတင်းအတဲအပြေပြေပြုခြင်းမှာဝေရမဏိသိက္ခာပဒံရှောင်းခြင်းအားရှောင်းခြင်းကြောင့်ဖြစ်သောသိက္ခာဘုဒ္ဓကျင့်မြတ်ကိုသမာရိယာမိစိတ်နိုင်ရစွာသောက်ဒီပါ၏ဥစ္စာတယနာမတယနာပဂတိလူတို့၏တောင်းတော်တဲ့အခြေရှိသောသာယယုတ်တို့ဖြင့်တန်ခါခြင်းအပ်သောမြင်သောနေရာမြတ်သောနေရာနေထိုင်ခြင်းမှာဝေရမဏိသိက္ခာပဒံရှောင်းခြင်းအားရှောင်းခြင်းကြောင့်ဖြစ်သောသိက္ခာဘုဒ္ဓကျင့်မြတ်ကိုသမာရိယာမိစိတ်နိုင်ရစွာသောက်ဒီပါ၏ဣတရဏေနပြယနာတရားယနာသံဃာယနာဥစွာသောသူမဝမိယတရားနဲ့သဟရဝအထင်ကသံဝနာအတိုင်းငါဖြစ်ပါရင်ဒီလိုသောဥပ္ပဒသီလဝဥပုဒ္ဓီလကို၎င်းမေတ္တာဘာဝနာဝမေတ္တာဘာဝနာကို၎င်းသာဂနုသမထဘာဝနာဝသာဂနုတိရှိဝါရှိတော်သမထဘာဝနာဝိပဿနာဘာဝနာကို၎င်းသာဓုကံကောင်းစွာကရုံကတ္တဝါလူနည်းစာစာပြုကြကုန်၍သာဓုကံကရုံကတ္တဝါနောင်တမလွန်ဘဝဘိဗျာကိုကောင်းစွာထောက်ရှုလို့ပြရကုန်၍အပ္ပမရိနာမမိမလျော့မပေါ့မစားတော့မတ္တိတရားနဲ့
ဒုမေတင်သူတော်ရှင်ပေါင်းတို့သည်သံပါတိထဤတိတုံအောင်စောင့်ရှောက်နိုင်ကြပါစေ